အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါ 3D ချစ်မိတ်ဆွေတငယ်ချင်းအားလုံးကို2026ရက်တစ်ပတ်ကို10ခွဲလိုင်းစီးစနစ်နဲ့မွေးကနန်းလေးတစ်ခုကျွန်တော်တင်ပြပေးတော့မှာဖြစ်ပါတယ်ဝါသနာရှင်ချစ်မိတ်ဆွေတငယ်ချင်းပေါင်းတို့လည်းကြိုက်နေတဲ့ရင်ကြိုက်နေတဲ့လက်အလျောက်မိညံရှိတော့ဖြတ်ပြီးကြည့်ကံကောင်းနိုင်အောင်ကျွန်တော်တင်ပြပေးတော့မှာဖြစ်ပါပဲ69ခုနှစ်နှစ်ဦးမင်္ဂလာကဏ္ဍမှာ9နောက်ပိတ်ပါတယ်9နောက်ပိတ်တဲ့ပြိုင်နဲ့ခွန်80နောက်နှစ်မှာဗရိန်9လို့ကြားတယ်ဗရိန်9လို့ကြားပြီး8ထိပ်လို့ကြားတယ်ပထမကမှာဒုတိယက84ခုနှစ်9နောက်ပိတ်တယ်85ခုနှစ်2 9လေးဗရိန်9လို့ကြားတယ်ခွန်နောက်ပိတ်လို့ထွက်တယ်တတိယကမှာ69ခုနှစ်9နောက်ပိတ်လို့ကြားတယ်195ဗရိန်9လို့ကြားတယ်6ထိပ်လို့ထွက်တယ်စရုရကမှာ9နောက်ပိတ်2021ခုနှစ်9နောက်ပိတ်လို့ထွက်တယ်2022ခုနှစ်မှာ5ခုပရိန်9နောက်နှစ်မှာ9ထိပ်လို့ထွက်တယ်၄ကမြောက်ပါပထမကကိုသွားကြည့်အောင်ပါ9နောက်ပိတ်ပရိန်9အဲ့ပရိန်9လို့ကြားတဲ့နှစ်ထက်မှာပဲ83ခွန်ပရိန်9ဆိုတဲ့မွေးသီးလေးကထွက်ပေးခဲ့ရပါတယ်ဒုတိယကမှာ9နောက်ပိတ်ပရိန်9အဲ့နှစ်ထက်မှာပဲ3ခွန်8ဆိုတဲ့မွေးသီးလေးထွက်ပေးခဲ့တယ်တတိယမြောက်ပရိန်9နောက်ပိတ်ပရိန်9လို့ထွက်တဲ့နှစ်ထက်မှာပဲ83ခွန်ဆိုတဲ့မွေးသီးလေးကထွက်ပေးခဲ့ပါတယ်စရုရက9နောက်ပိတ်ပရိန်9လို့ထွက်ပြီးတဲ့နှစ်ထဲမှာပဲ83ခွန်ပရိန်9လို့ကျွန်တော်ငွေသီးလေးဒီမှာပေါက်ခဲ့ပါတယ်နော်အဲ့ကြတော့ပထမကကိုပြန်သွားကြည့်အောင်9နောက်ပိတ်ပရိန်9လို့ထွက်တဲ့တပြိုင်နဲ့အဲ့ပရိန်9တွေတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာတဲ့9ရဲ့ပါဝါ3ညပရိတ်လို့တပင်ထွက်ရပါမယ်3ညပရိတ်ဒီအပေါ်ကနောက်ပိတ်ဒီခါလို့ဝင်တဲ့3ညပရိတ်လို့ဖြစ်ရပါမယ်တစ်နောက်ပိတ်ဒီတစ်ခါလို့ဝင်တဲ့3ညပရိတ်ထိပ်စီးပဲရနောက်ပိတ်ပဲရတကွက်သေးကျင်းဒီပေါ့တစ်ပတ်တစ်ကွက်လိုက်ထူးလို့ရတဲ့စနစ်ကလေးပါဒုတိယပရိန်9တော့အောင်9နောက်ပိတ်ပရိန်9လို့ထွက်တယ်ပရိန်9ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာ9ရဲ့ပါဝါ3ညပရိတ်တပင်ထွက်ရပါမယ်အပေါ်က2နောက်ပိတ်ဒီ2ခါလို့ဝင်တဲ့3ညပရိတ်လို့တပင်ထွက်ခဲ့ပါတယ်တတိယပရိန်9ကိုသွားကြည့်ရအောင်9နောက်ပိတ်ပရိန်9နေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာ9ရဲ့ပါဝါ3ညပရိတ်လို့တပင်ထွက်ခဲ့ရပါမယ်3ညပရိတ်ဒီအပေါ်က3ညနောက်ပိတ်ဒီ3ညခါလို့ဝင်တဲ့3ညပရိတ်လို့ထွက်ခဲ့ပါတယ်9 3ည9စရုရကသွားအောင်ပါ9နောက်ပိတ်ပရိန်9လို့ထွက်တယ်ပရိန်9ကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ပေါ့2026ရဲ့5နှစ်မြောက်ကိုရောက်ခဲ့ပါပြီ2026ရဲ့5နှစ်မြောက်ကိုရောက်ခဲ့တဲ့အချိန်မှာအပေါ်ကဥပမာတစ်ခုအပေါ်က6ခွန်နှစ်လို့နှစ်နောက်ပိတ်ဒီနှစ်ခါလို့ဝင်တယ်နှစ်ခါတိုင်းတဲ့ပရိတ်3ညလို့ထွက်ခဲ့ရပါမယ်ဥပမာတို့ဒီပွဲမှာမထွက်ခဲ့ရင်နောက်ပွဲတွေမှာလဲအပေါ်ကအနောက်ပိတ်ဒီခါလို့ဝင်တဲ့3ညပရိတ်ပါ3ညပရိတ်ကလေးဒီ10ခွက်လိုင်းလေးဟာဒီနှစ်2026မှာကျွန်တော်ကျင်းဒီပေါက်ထွက်မယ်လို့ယုံကြည်ထားပါတယ်အဲ့ကြတော့ကျင်းဒီပေါက်ထွက်မွေးနှမ်းလေးကိုထိပ်စီးပဲရနောက်ပိတ်ရကျွန်တော်တငယ်ချင်းတတိချစ်မိတ်ဆွေတငယ်ချင်းအားလုံးတကွက်ထဲနဲ့ကံကောင်းနိုင်ကြပါစေညာရှိသလိုလဲ3အသုံးချပြီပေါက်နိုင်ပါစေလို့ကျွန်တော်စေတနာရင်ခံပြီးကျွန်တော်တင်ပေးလိုက်ပါတယ်နောက်ထပ်မွေးသီးလေး site ကလေးကျွန်တော်လက်ဆောင်တစ်ခုဖြစ်နေတဲ့ပေးလိုက်ပါမယ်နော်နှစ်ဦးမင်္ဂလာကဏ္ဍမှာ6ခါ3ခါ2ခါ6 3နှစ်14လို့ဖြစ်တယ်14လို့ဖြစ်ပြီးရနေသူကနေတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာ3ထိပ်တဲ့ပရိန်9အဲ့3ထိပ်တဲ့ပရိန်9ဒီ17ချိန်မှာ10ချိန်မှာသူကပရိန်9လို့သူပြန်ကြခဲ့ပါတယ်10ချိန်မှာပရိန်9လို့ပြန်ကြခဲ့တယ်သူကနေတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ချပြီးတဲ့ပြိုင်နဲ့8ခါ4ခါ2ခါ8 4နှစ်14လို့ဖြစ်တယ်14နှစ်လို့ဖြစ်ပြီးမှသူကနေ1နှစ်3နှစ်4နှစ်5နှစ်မြောက်မှာနှစ်ထိပ်တဲ့ပရိန်9အခါ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ချပြီးရင်ခွန်ခါ9ခါ2ခါ14လို့ဖြစ်တယ်14လို့ဖြစ်ပြီးရနေမှာသူကနေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာတစ်ထိပ်တဲ့ပရိန်9သူထွက်ခဲ့ပါတယ်အဲ့ကကလေးကနေကျွန်တော်မွေးသီးလေးတစ်ခွက်အောင်တာကိုကျွန်တော်ရှင်းပြပြီးတော့မွေးသီးကောင်းတာလေးတွေလည်းဒီ line ကအကောင်းဆုံးမွေးသီးလေးတွေလည်းရှိပါတယ်နောက်အားလမှုရှိရင်လည်းကျွန်တော်မွေးသီးလေးတွေကိုဒီ line ကနေအကောင်းဆုံးတင်ပြပေးသွားပါမယ်9 3နှစ်14လို့ဖြစ်3ထိပ်တဲ့ပရိန်9 8 4နှစ်14လို့ဖြစ်2ထိပ်တဲ့ပရိန်9ခွန်9နှစ်14လို့ဖြစ်1ထိပ်တဲ့ပရိန်9အဲ့ဒီမှာဒီပရိန်9ဒီ3ထိပ်တဲ့ပရိန်9ဒီပရိန်9လို့ကြာပြီးတဲ့တပြိုင်နဲ့10ချိန်မှာပရိန်9လို့17ချိန်မှာသူက17ချိန်မှာပရိန်9လို့ကြာတဲ့တပြိုင်နဲ့အဲ့9 3နှစ်14လို့ဖြစ်လို့နှစ်ဦးခဏမင်္ဂလာခဏဒီ4နှစ်8ပရိတ်လေးမို့ဒုတိယပရိတ်လေးအောက်ကပရိတ်9 39ခွန်ဒီတဲ့ပရိတ်9လို့ကြားတဲ့အောက်မှာ39ခွန်ဒီမွေးသီးဖြစ်အောင်ပေးရပါတယ်
တခါ8 4နှစ်14လို့ဖြစ်တယ်14လို့ဖြစ်လို့မို့နှစ်ဦးက3ညနှစ်နဲ့မင်္ဂလာကဏ္ဍက3ညနှစ်နဲ့ပရိတ်လေးမို့ဒုတိယပရိတ်လေးဖြစ်တယ်9 5 4အောက်က4 5နှစ်ကလေးဟာပရိတ်5လို့ကြာပြီးတဲ့အောက်မှာမှ4 5နှစ်ကလေးက9 4နှစ်ကလေးကကြာပေးရပါတယ်တတိယမြောက်သွားကြည့်အောင်ခွန်9နှစ်14လို့ဖြစ်တဲ့အချိန်မှာသူကထူးထူးခြားခြား8နှစ်3ပရိတ်3လို့ဖြစ်ခဲ့ပါတယ်ဗျပရိတ်3လို့ဖြစ်ခဲ့လို့အဲ့နှစ်ကဒုတိယမြောက်ပရိတ်3ရဲ့အောက်ကကဏ္ဍ3ည3ရှစ်တီတဲ့ပရိတ်5အောက်မှာကျွန်တော်ပရိတ်5ကြာခဲ့တဲ့ပြိုင်နဲ့ပရိတ်5ရဲ့အောက်မှာကျွန်တော်လိုက်ထိုးပါတယ်လိုက်ထိုးပထမပရိတ်5မှာပဲမွေးသီးဖြစ်အောင်တဲ့အချိန်မှာပဲကျွန်တော်3 3ည8တီတောက်ချီပြီးပေါက်ခဲ့ပါတယ်မွေးကင်းလေးကျွန်တော်ခုချစ်မိတ်ဆွေတငယ်ချင်းအားလုံးကိုလည်းအခုဒီ line လေးကမွေးသီးကောင်းတာလေးတွေရှိပါတယ်ကျွန်တော်အချိန်အားလက်မှုရှိတဲ့အချိန်မှာတေချာပေါ့ကျင်းတွေပေါ့စစ်ပြီးမွေးသီးကောင်းလေးကျွန်တော်တင်ပြပေးသွားပါမယ်သူကနေတနေ့နဲ့3နှစ်4နှစ်5နှစ်မြောက်ကိုပြန်ရောက်ပါပြီခင်ဗျ9နှစ်မြောက်ကိုပြန်ရောက်တဲ့အချိန်မှာပဲကျွန်တော်မွေးသီးလေးတွေလင်းပေးပါမယ်အခုလက်ရှိနှစ်ဦးမင်္ဂလာကဏ္ဍ6ခွနှစ်မှာလဲကျွန်တော်6ခွနှစ်မှာလဲ1000ဘူးပေါက်ခဲ့ပါတယ်ကျွန်တော်မွေးကင်းကျွန်တော် site နဲ့ကျွန်တော်မြည်သူ site မှာလဲကျွန်တော်စော်ကားခြင်းမဟုတ်ပါ line ပေါ်မှာတင်ပေးကြတဲ့တတိချင်းမိတ်ဆွေတငယ်ချင်းအားလုံးကိုလည်းလေးစားပါတယ်ညံရှိသလိုကိုညံရှိသလောက်ညံရှိသလိုကွန့်ပြီးမှမွေးကင်းလေးတွေရှားပြီးမှကျွန်တော်ထိုးခြင်းဖြစ်ပါတယ်မွေးသီးရှားတယ်ဆိုတော့လဲမွေးသီးလိုက်အောင်နဲ့လျောက်ပါမွေးသီးကောင်းတယ်လို့ပဲပေါက်နေကြပါပြီဒီနေ့ဦးဒုတိယအချိန်မှာလဲကျွန်တော်ညံရှိသလောက်ကနန်းလေးတစ်ကွက်ကိုရှာထားကနန်းလေး site လေးတစ်ခုရှာထားပါတယ်အဲ့ကနန်းလေးကတော့တော်တော်လေးကောင်းမွန်တယ်လို့လည်းယူဆပါတယ်နေ့ဦးမင်္ဂလာကဏ္ဍမှာ9နောက်ပိတ်တယ်ရှည်ပေါင်း9လို့ဖြစ်တယ်9ပါဝါနဲ့9 3ညလို့ဖြစ်တယ်3ညလို့ဖြစ်တယ်ဒီ site ကလေးကနေပါပဲနေ့ဦးမင်္ဂလာကဏ္ဍမှာ9နောက်ပိတ်ရှည်ပေါင်း9စောင်း3ည9 1 4 3ညလို့ဖြစ်တယ်တတိယကမှာ9နောက်ပိတ်ရှည်ပေါင်း9ခွန်9 8စောင်း3ညလို့ဖြစ်တယ်အဲ့9နောက်ပိတ်ရှည်ပေါင်း9 2 5 3ညလို့ဖြစ်တဲ့ဟာလေးမှာ9နောက်ပိတ်ခဲ့ပါတယ်တဲ့9နောက်ပိတ်ရှည်ပေါင်း9ဒုတိယကမှာ9 1 4 3ညရမှာ4နောက်ပိတ်ပါတယ်9နောက်ပိတ်ရှည်ပေါင်း9 3ညစောင်း3ညလို့ဖြစ်တဲ့ခွန်9 8 3ညလို့ဖြစ်တဲ့3နောက်ပိတ်အဲ့ဒီကကလေးကနေမှာဒုတိယအချိန်မှာကျွန်တော်ဗရိတ်ကလေးတစ်ခုတော့ကျွန်တော်အခုအချိန်မှာတင်ပြပေးတော့မယ်ဟုတ်တော့ရှိဒီကကလေးကလည်းမွေးသီးလေးကျွန်တော်ကောင်းမွန်ထုတ်ပေးထားပါတယ်နောက်အားလက်မှုရှိတဲ့အချိန်မှာကျွန်တော်မွေးသီးလေးတင်ပြပေးတော့မှာပါ9နောက်ပိတ်ရှည်ပေါင်း9စောင်း3ညလို့ဖြစ်တယ်9နောက်ပိတ်တယ်9နောက်ပိတ်တဲ့အောက်မှာခွန်ထိပ်8ထိပ်9ထိပ်ခွန်8 9ကခွန်8 9ကိုစောင်း9စောင်း8စောင်းခွန်လို့ပြောင်းထားပါတယ်စောင်း9ခွန်နောက်ပိတ်ခွန်ထိပ်8ထိပ်9ထိပ်လို့ဖြစ်တဲ့အချိန်မှာစောင်း9ခွန်ထိပ်မှာစောင်း9 6 3ညနဲ့စောင်း8ခွန်3ည3ညစောင်းခွန်လို့ဖြစ်တယ်မှာ9 8ခွန်လေးအဲ့9လေးက9ထိပ်9ပရိတ်နော်အဲ့9စောင်း9လေးကပရိတ်9ထိပ်လို့ဖြစ်တယ်ဒီစောင်း8ကလေးကလည်းပရိတ်8ထိပ်လို့ဖြစ်တယ်ဒီစောင်းခွန်လေးကလည်းပရိတ်ခွန်ထိပ်လို့ဖြစ်တယ်9ပရိတ်9ထိပ်လို့ဖြစ်ပြီးမှဒီမှာတတိယအချိန်မှာပရိတ်9လို့သူကြားပါမယ်သေချာကြည့်ပါ9ပရိတ်9ထိပ်ပရိတ်9လို့ကြားပါမယ်ဒီ10ပရိတ်ကလေးကလည်း10ပရိတ်10ထိပ်ပရိတ်10လို့ကြားပါမယ်ဒီခွန်ပရိတ်ကလေးကလည်းခွန်ပရိတ်ခွန်ထိပ်ခွန်ပရိတ်လို့ဒီဘက်မှာကြားပါမယ်အဲ့ကြတော့9ပရိတ်ကလေးက9ပရိတ်လို့ကြားဖို့ရအတွက်9ထိပ်လို့ကြားခဲ့တယ်10ပရိတ်ကလေးက10ပရိတ်လို့ကြားဖို့အတွက်10ထိပ်လို့ကြားခဲ့တယ်ခွန်ပရိတ်ကလေးကခွန်ပရိတ်လို့ကြားတော့တတိယအချိန်မှာ2026ရဲ့တတိယအချိန်မှာခွန်ပရိတ်လို့ကြားဖို့ခွန်ထိပ်လို့ကြားခဲ့တယ်အဲ့ပေးတဲ့ line ကလေးကပဲကျွန်တော်မွေးသီးလေးတင်ပြပေးတော့မှာဖြစ်ပါတယ်အခုဒုတိယအချိန်မှာတော့ကျန်မိကျန်နေတဲ့ရင်ထိုးပါကျွန်တော်စီစဉ်ညာရှိသလောက်ပဲလုပ်ပေးထားပါတယ်ဒီ9ပရိတ်ကလေးက9ထိပ်လို့ဖြစ်တဲ့ကျွန်တော်ဒီပရိတ်နှစ်ခုပေါင်း9လို့ဖြစ်ခဲ့ရပါမယ်အဲ့9လို့ဖြစ်ခဲ့တဲ့အချိန်မှာသူ့ရဲ့ဒီပရိတ်9ရဲ့ဘောက10ပရိတ်ဒီ10ပရိတ်လို့ခွာတဲ့ပရိတ်9ဖြစ်ရပါမယ်10ပရိတ်ဒီ10ပရိတ်လို့ခွာတဲ့ဒီပရိတ်နှစ်ခုပေါင်း9ဖြစ်မှဒီ9လို့အောင်ပါမယ်ကျွန်တော်ယူဆချက်ပေါ့ဒီ10ပရိတ်ကလေးက10ထိပ်လို့ကြားတယ်10ပရိတ်လို့ကြားဖို့အတွက်ကဒီအပေါ်ပရိတ်နှစ်ခုပေါင်းက3ပရိတ်နဲ့5ပရိတ်ပေါင်းခြင်းက10လို့ဖြစ်ခဲ့ရပါအဲ့10လို့ဖြစ်ရမယ်ပရိတ်ဒီလေတဲ့အပေါ်က5ပရိတ်ဒီတဲ့5ပရိတ်လို့ခွာရပြီးမှဒီပရိတ်နှစ်ခုပေါင်း10လို့ဖြစ်ရပါမယ်ဒီခွန်ပရိတ်ကတဲ့ခွန်ပရိတ်လို့ခွာမှာပါခွန်ထိတ်လို့လည်းကြားခဲ့ပြီခွန်ပရိတ်ကခွန်ထိတ်လို့ကြားတော့ခွန်ပရိတ်လို့ကြားဖို့အတွက်ကဒီပရိတ်နှစ်ခုပေါင်းခွန်လို့ဖြစ်ဖို့အတွက်ကဒီမှာပရိတ်9ဒီပရိတ်9လို့ခွာမယ်အတွက်သူကဒီပရိတ်9ဒီပရိတ်9လို့ခွာပြီးမှဒီပရိတ်နှစ်ခုပေါင်းကခွန်လို့ဖြစ်ရမှာဆိုတော့ဒီပရိတ်9ကဒီပရိတ်9လို့ယူဆလို့ရမယ်ဆိုလို့ချင်းရဲ့နှုတ်မင်္ဂလာကဏ္ဍမှာ10ပရိတ်လို့ကျွန်တော်ယူဆခဲ့ပါတယ်အဲ10ပရိတ်ကလေးကလည်းအောင်ခဲ့ပါတယ်
အဲ့9ခွန်လို့ကျွန်တော်1000ကျော်ဖို့ပေါက်ခဲ့ပါတယ်အခုဒီပွဲမှာကျွန်တော် break 9လို့ယူဆထားပါတယ်အဲ့ break 9လေးကဘယ်လိုယူဆထားလဲကျွန်တော်အမြင်ကျွန်တော်ယူဆကတော့ခုနကခွန်ထိပ်ပထမမှာသွားကြည့်အောင်ခွန်ထိပ်ရှစ်ထိပ်ကိုထိပ်နော်ခွန်ရှစ်ကိုလို့ထိပ်ကဇောင်းကိုလို့ထိုးခဲ့တယ်3 2 4ဇောင်းကိုလို့ထိုးခဲ့တယ်6 3ညနဲ့ဇောင်း8လို့ထိုးခဲ့တယ်ခွန်3ည3ညဇောင်းခွန်လို့ထိုးတယ်အဲ့6 8ခွန်လို့ဇောင်းထိုးခဲ့တယ်လေ6ဇောင်းထိုးတာလေက6 break 6ထိပ် break 9နော် break 9လို့ဖြစ်ခဲ့တယ်အဲ့6ဇောင်းထိုးခဲ့တဲ့ဒီ4ထိပ်ကလေးက4ထိပ်ကလေးနဲ့ကောင်လေးကဒီ10 break က10 break လို့ခွာမယ်အချိန်မှာ4ထိပ်ကလေးက4အပိတ်လို့ကြပြီးမှ1 chain လို့ကြပါတယ်ကြပြီးမှ break to break 10 break က10 break လို့ထွက်တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့ဒီမှာဒီ6 3ည2 8ဇောင်းထိုးတဲ့နှစ်ထိပ်ကလေးကနှစ်ပိတ်လို့လှမ်းကြပြီးမှ6ခုနှစ်မှာနှစ်ပိတ်လို့လှမ်းကြပြီးမှဗရိတ်9ကဗရိတ်9လို့ကြပြီးမှဒီနှစ်ကိုခွန်ဆိုတဲ့ခဏလေးက1 chain လို့ယူဆပါတယ်တတိယကောက်တော့ကြည့်အောင်ခွန်3ည3ည3ညထိပ်ကလေးက3ညအပိတ်လို့လှမ်းထွက်ပြီးမှဒီဗရိတ်9ဒီဗရိတ်9လို့ခွာပြီးမှ9နဲ့8နဲ့ပေါင်းရင်ခွန်ဖြစ်ကြတဲ့အဲ့ဗရိတ်ခွန်လည်းဒီဗရိတ်ခွန်ခွာမှာလို့ယူဆတဲ့အတွက်ဒီပွဲမှာ3ညနောက်ပိတ်တဲ့ဗရိတ်9လို့ကျွန်တော်ယူဆပါတယ်အဲ့3ညနောက်ပိတ်တဲ့ဗရိတ်9ဒီ3ည1 9ဒီ1 chain ဖြစ်မလို့လည်းကျွန်တော်ယူဆပါတယ်အဲ့ကျတော့3ည1 9 1 chain နဲ့ခဏ2026ရဲ့ဒုတိယအကြိမ်3ညနောက်ပိတ်တဲ့ဗရိတ်9 1 3ည9ဒီနော်3ည1 9ဒီ1 chain ဖြစ်တဲ့အတွက်180 810နော်180 810 3ည9 3ည900 199ဆိုပြီးကျွန်တော်ဒီကဏ္ဍ9ခွက်ကိုထုတ်ပြလိုက်ပါတယ်180 810တဲ့3ည9 3ည900တဲ့199ကိုတော့ထိုးကြပါအဲကျွန်တော် 3D ချင်းမိတ်ဆွေတကယ်ချင်းများအားလုံးကံကောင်းကြပါစေလို့2026ရဲ့ဒုတိယအကြိမ်မှာကျွန်တော်စေနာမေတ္တာထားပြီးအားလုံးကိုတင်ပြပေးလိုက်ပါတယ်အားလုံးကံကောင်းကြပါစေခင်ဗျာ